အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆင်ရလေးညွတ်တာရပါတကြံအကြနေကိုတော့စတင်ပြီးတော့ရောက်ရှိလာပြီပေါ့နော်တကြံအကြနေဆိုတာကကြတော့တင်းကြံနမင်းကြီးကနေပြီးတော့မှကဘာမြေပြင်ပေါ်ကိုဆင်းသက်လာတဲ့နေပါတင်းကြံနမင်းကြီးဆိုတာကအနည်းကုန်လေဂျွန်နမင်းကြီးကိုလည်းပြောတာလည်းဖြစ်ပါတယ်တနည်းအားဖြင့်နေနမင်းကြီးကိုလည်းပြောတာလည်းဖြစ်ပါတယ်ဘာနုရာဇာနမင်းကြီးကိုလည်းပြောတာလည်းဖြစ်ပါတယ်အဲ့တော့ဒီစင်းသက်လာတဲ့ပေါ့နော်တကြံနမင်းကြီးကိုရေဖြန်းချင်းဖြစ်ပူဇော်ပြီးတော့နှစ်တစ်ကိုကြိုဆိုတဲ့နေ့ကိုလည်းတကြံအကြနေပါပြီပေါ့နက်ခတ်ပေတွေရပြောရမယ်ဆိုရင်တော့ကျွန်တော်တို့နေမင်းကြီးတနည်းကိုလေဂျွန်နမင်းကြီးကဖုထမေယာဒီကနေပြောမှမိတ်တယာဒီကိုပူပြောင်းတဲ့နေ့လည်းဖြစ်တယ်ပြောရမယ်ဆိုတော့မဟာဝိတုကတင်းကြံလို့လည်းခေါ်တာပေါ့အဲ့တော့ဒီရက်ကောင်းခါသမယပေါ့နော်ဒီတကြံအကြနဲ့ခါသမယမှာလှုပ်ဆောင်တင်တဲ့ရေရာတွေကိုကျွန်တော်ပြောပြပြီးသွားဖို့ရှိပါတယ်အရင်ဆုံးတကြံအကြနေမှာပေါ့နော်နေမထွက်ခင်မှာဥစာပါဒမအိယာကနေပြီးတော့စောစီသွားထပြီးတော့ခနာကိုတစ်ခုလုံးကိုတန်ရှင်းစင်ကြအောင်ရေလောက်ထားတင်ပါတယ်ညနာတွေတက်မယ်ကောင်းတွေရှောင်းမယ်ရေတွေချုံးမယ်ပေါ့ဗျာဒီနေရာမှာလည်းပို့ပြီးတော့တန့်စင်အောင်ပို့ပြီးအစီအမီအောင်လို့ဆိုပြီးတော့မှမှုေးပြန့်လာပါတယ်ဆိုတော့ကျွန်တော်တို့ဒီမှုေးပြန့်လာပါတယ်ဆိုတော့ဒီနွားနိုးရေတွေအမွှေးနန်းသားရေတွေနန်းသားရေတွေဒါမျိုးတွေနဲ့ခလာကိုတစ်ခုလုံးလောင်းချိုးရင်တော့ပို့ပြီးတော့ကောင်းတာပေါ့ဗျာပြောမယ်ဆိုရင်တော့လောင်းချိုးတဲ့အခါမှာလည်းခလောက်တစ်ခုလုံးမှာမကောင်းတဲ့အရာတွေအားလုံးပြက်ပြဲပြီးတော့ကောင်းတဲ့မင်္ဂလာတွေကောင်းတဲ့ကျူကျေးဇူးတွေကောင်းခြင်းတွေအကုန်လုံးရရှိလာပြီဆိုပြီးတော့တွေးပြီးတော့မခလောက်တစ်ခုလုံးကိုလောင်းချပြီးချိုးတယ်ဆိုရင်တော့ပိုကောင်းတာပေါ့ဗျာပြီးသွားတဲ့အခါကျရင်ခလောက်ရေမိုးချိုးပြီးသွားတဲ့အခါကျရင်ပေါ့နော်ခလောက်တစ်ခုမှာဒီအရင်ဆုံးပေါ့အဝတ်စားမှာဖြူရောင်အဝါရောင်ရွှေရောင်အနီရောင်ပေါ့နော်ဒီအရောင်တွေတမျိုးမျိုးကိုဝတ်ဆင်ပြီးတော့မှနေမင်းကြီးကိုပူဇော်ရပါတယ်အရင်ဆုံးပေါ့နေမင်းကြီးကိုမြင်နိုင်တဲ့နေရာမိမိအိမ်ကနေမြင်တယ်ဆိုမိမိအိမ်ကနေပြီးတော့မှနေမင်းကြီးရဲ့အလင်းတောင်အလင်းနေမင်းကြီးရဲ့ပေါ့နော်ဒါနေမင်းကြီးရဲ့အလင်းနေမင်းကြီးရဲ့အမွှေးသက်အရှိန်အဝါကိုခံစားပေါ့အဲ့ကမိမိအိမ်မှာမြင်နိုင်လို့ဆိုတော့မြင်နိုင်တဲ့နေရာဘက်ကိုသွားပြီးရတဲ့နော်နေမင်းရဲ့အောက်ကိုသွားပါပြောဆိုတော့နေပူစာလေးလှုံပါပေါ့ဗျာနေပူစာလှုံမယ်လှုံပြီးပြီဆိုတော့နေမင်းကြီးကိုပူဇော်ပါမယ်ပူဇော်ရပါတယ်ပြီးတဲ့အခါမှာပူဇော်တဲ့အချိန်မှာလည်းဒီနေမင်းကြီးကနေပြီးတော့ပုတ်လွတ်လိုက်တဲ့တကိုးတွေစားတွေကံကောင်းခြင်းတွေအလင်းတက်တွေကောင်းမွန်ခြင်းတွေအကုန်လုံးဒီကျွန်တော်ခန္ဓာကိုယ်ရဲ့ကိုရောက်ရှိပြီးတော့ခေါင်းကနေစခလောက်တခုတည်းကိုရောက်ရှိပြီးတော့ကောင်းခြင်းတွေကောင်းကျိုးတွေရရှိလာပြီဆိုပြီးတော့ခန္ဓာကိုယ်ကနေပြီးတော့ယူရပါမယ်ပြောရမယ်ဆိုရင်တော့နေမင်းကြီးကနေပို့လွတ်တဲ့ကောင်းမွန်တဲ့ energy ကိုဒီခန္ဓာကိုယ်ကနေပြီးတော့ခံစားရပြီဆိုပြီးတော့အာယုံပြုတ်ပေးဖို့လိုအပ်ပါတယ်ကျွန်တော်ကဘာကြောင့်စောစောစီးလောက်ခိုင်းတာလဲဆိုတော့အရန်နေမြင့်သွားတဲ့အခါကျရင်နေမင်းရဲ့အရှိန်ဟွာကြောင့်မလို့အရန်ပူမယ်ပြောရမယ်ဆိုတော့ဒီနေမင်းနေပူစာအောက်မှာဗျာနေမင်းရဲ့အောက်မှာဒီကျွန်တော်တို့ဒီ15မိနစ်နိုင်ခွက်လောက်နေနိုင်မှာဆိုလို့ပါစောစောစီးဆိုတော့နေပူလေးကအရန်ကြီးနေအရန်ပူအချိန်ဟွာအရန်ပြင်းနေတာမျိုးမဟုတ်ဘူးပေါ့နော်အဲကြောင့်မလို့စောစောလေးလောက်မယ်ဆိုတော့နေအရန်နေမင်းရဲ့အချိန်ဟွာအဲ့လောက်ကြီးခံနေမင်းရဲ့အပူဒဏ်ကိုအရန်မခံရဘူးပေါ့ဗျာအဲကြောင့်စောစောစီးလေးလောက်စေချင်တယ်လို့ပြောတာပါပြီးသွားတဲ့အခါမှာအကယ်၍ပေါ့နော်ဒီပြီးတဲ့အခါကျွန်တော်ခုပြပြတယ်ကျွန်တော်ခုရွတ်ပြမယ်ဂါရာရှိတယ်အဲ့ဂါရာလေးရွတ်ပေးပါအကယ်၍ခင်ဗျားတို့ကမောရတုတ်ကိုရတယ်ဆိုတော့မောရတုတ်ကိုရွတ်ပေးပါမောရတုတ်ကိုမရဘူးကျွန်တော်ခုပြပြတဲ့ဂါရာလေးကိုရွတ်ပေးဖို့တော့ကျွန်တော်အကြံပေးချင်ပါတယ်Om Giri Giri Suryai Namaha Om 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 Giri Suryai Namaha ဒီကာလာလေးကိုပြောမှဆိုတော့28ကဟို108ခအမောက်1000ပေါ့နော်အဲ့ဒါလေးယူပေးပါ Om Giri Suryai Namaha ပြောမှဆိုတော့နေမင်းကြီးကိုပူဇော်ပါတယ်ပေါ့နော်အချိန်ဝါတွေတောက်လောင်နေတဲ့နော်ဒီအလေးနက်တွေဖြာနေတဲ့နေမင်းကြီးကိုပူဇော်ပါတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ဒီကာလာလေးပေါ့နော် Om Giri Suryai Namaha ပေါ့အဲ့ဒါလေးကိုပူဇော်ပေးပါပြောမှဆိုတော့ဗျာဘယ်နှမိနစ်လောက်ရမလဲဆိုတော့ကျွန်တော်တို့ဒီကိုရွတ်တဲ့အချိန်ပေါ်မူတည်ပြီးတော့5မိနစ်10မိနစ်15မိနစ်လောက်လေးယူပေးပါဒီနေမင်းကြီးရဲ့အလင်းတက်ကနေကျွန်တော်တို့ရဲ့ဒီကံကောင်းခြင်းတွေကိုလည်းရနေပြီဆိုတဲ့အာယုံပြုပေးပါပေါ့အားလုံးကိုပြီးစီးသွားတဲ့အခါကျမိမိရဲ့အိမ်ကိုပြန်ဝင်လာပါအိမ်မှာရှိတဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုပေါ့နော်ယေရှုရင်မှန်ပြီးတော့ဒီကျွန်တော်အခုပြပြတဲ့ဒီပူဇော်မှုတွေကိုလုပ်ပေးရပါတယ်ပြောရမယ်ဆိုတော့ဗကံဘုရားပေါ့နော်ဗကံဘုရားတစ်ချက်တည်းမှာထမင်းဖြူကိုဇွန်းနဲ့ကိုးစွန်းထည့်ပါပြီးတဲ့အခါမှာဒီကိုးစွန်းထည့်ပြီးတဲ့အပေါ်မှာပေါ့လက်ဖက်စိမ့်နော်လက်ဖက်အစိမ့်မရှိတော့လက်ဖက်အနှက်ပဲရှိတယ်ဆိုတော့ရတယ်တစုံခုနကဟိုပြောရမှာဆိုခုနကထည့်တဲ့ဇွန်းတဇွန်းစာပေါ့နော်ထမင်းထည့်တဲ့ဇွန်းတဇွန်းစာထည့်ပေးပါပြီးရခါမှာအုံသီးတစ်စိမ့်ထည့်ပေးပါအကိတ်ဒီညမှာအုံသီးစိမ့်မရှိဘူးဆိုတော့အုံတို့ရေတို့အုံရေတို့အပေါ်ကနေပြီးတော့လောင်းလိုက်ပြီးဖြူလိုက်လဲရတယ်ဟိုဟာဖြစ်တယ်ဆိုတော့အုံသီးစိမ့်လေးထည့်ပေးပါအုံသီးစိမ့်ကလည်းအုံသီးအချောက်လဲရတယ်အစိမ့်လဲရတယ်ဘာမှမဖြစ်ဘူးဒီညမှာအုံသီးအုံရေအုံတို့အုံသီးစိမ့်အုံသီးချအကုန်ထည့်လို့ရပါတယ်နော်ထည့်လို့ရပါတယ်ဒီညဟိုထည့်လို့ရပါတယ်ပြီးရခါပါဘေးနားမှာဖျောင်းတဲ့အတိုင်းကိုပူဇော်ပေးရတယ်ရသော်ဘုရားရှင်ရှေ့မှာ၅ပါးသီလခံယူမယ်ကျိုးစီရပတ်စရာတွေလုပ်မယ်ပေါ့ပြီးသွားတဲ့အခါကျရင်နေနံမင်းကြီးเนาะဒီကျွန်တော်တို့ဒီတကြံနမင်းကြီးကိုပူဇော်တဲ့အနေနဲ့ပေါ့เนาะကျွန်တော်တို့ဒီ
ရေနော်ရေခွက်ရေတက်တက်လေးတစ်ခွက်ရယ်ဖျောင်းနိုင်မီလေးတစ်ချောင်းရယ်ပူဇော်ပြီးတော့တကြံနမင်းကြီးကိုပူဇော်ပေးပါစောစောကကျွန်တော်ခုနကရုပ်ပြရတဲ့ခါရလေးကိုလည်းထပ်ပြီးတော့ဒီနေရာမှာထပ်ပြီးရုပ်ဖက်ပူဇော်စေချင်ပါတယ်။ဩဂရီစူရိယာနမဟာပေါ့နော်ဒီနေရာမှာဗလီနဲ့စိတ်ပြီးတော့တရားရှိလုံးဗလီနဲ့စိတ်ပြီးတော့လည်းပူဇော်ခြင်းနဲ့ရတယ်။ဒါတွေအကုန်လုံးသုံးဆောင်ပြီးတဲ့အခါမှာမိရဲ့အိမ်တစ်ခုလုံးကိုနေအလင်းတက်တွေဝင်အောင်လို့ဆိုပြီးတော့မှအိမ်တစ်ခုလုံးကိုအမောင်တွေကနေပြီးအမောင်အရင်အိမ်ကမှောင်နေတဲ့နေရာတွေမှာရှိရဆိုအလင်းတက်တွေပေးပါ။လိုက်ကားတွေဖွင့်ပါအလင်းတွေဖျားလို့ပါပြောင်းဆိုတော့အိမ်တစ်ခုလုံးလုံးဝဖွင့်ချလိုက်ပေါ့ဗျာ။အကယ်၍အလင်းမရောက်နိုင်တဲ့နေရာမျိုးတွေမှာမှောင်တဲ့နေရာမျိုးရှိအဲ့နေရာမျိုးတွေကိုမီးတိုင်ခွက်လေးနဲ့မီးတိုင်လေးထွန်းပါပြီးသွားတဲ့အခါမှာကြာမိမိရဲ့အိမ်မှာရှိနေတဲ့မကောင်းတဲ့ PC တွေမကောင်းတဲ့အမိုက်တက်တွေအားလုံးကိုပြစ်ပါဖယ်လို့ပြစ်ပါအဲ့လိုပြင်မိမိရဲ့စိတ်ထဲမှာရှိနေတဲ့မကောင်းတဲ့စိတ်တွေမကောင်းတဲ့အရာတွေမကောင်းတဲ့ဒီခံစားမှုတွေအကုန်လုံးကိုလည်းဒီတကြံအကြတွေမှာလုံးဝခန္ဓာကိုယ်ရရှိနေတဲ့ဟာတွေအကုန်လုံးကိုထုတ်ပြစ်ပါပြောရမှာဆိုရင်တော့ငါရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့မကောင်းတဲ့အမှန်များအောင်တွေအကုန်လုံးပျက်စီးကုန်ပြီအကုန်လုံးပြက်ပြဲကုန်ပြီဆိုပြီးတော့လည်းအာယုံပြုတ်ပေးပါပေါ့နော်ပြီးရဲ့အခါမှာဒါဒီဟာတွေကိုလှုပ်ဆောင်ပေးပြီးဆိုတာနဲ့မိမိတို့ရဲ့နော်ဒီကောင်းကျိုးတွေရရှိလာပါလိမ့်မယ်နှစ်သက်မင်္ဂလာမှာလည်းကောင်းမွန်တဲ့အကြောင်းအရာတွေကောင်းမွန်ခြင်းတွေရရှိလာပါလိမ့်မယ်မိမိကငွေကြေးတွေလိုအပ်နေတယ်ဆိုငွေကြေးတွေကောင်းလာလိမ့်မယ်ကျန်းမာရေးညံ့နေသူတွေဆိုကျန်းမာရေးတွေကောင်းလာလိမ့်မယ်စီးပွားရေးညံ့နေသူစီးပွားရေးတွေကောင်းလာလိမ့်မယ်ပြောဆိုတော့အညံ့အခိုက်တွေပြေပြီးတော့မိမိလိုချင်တောင်းတတဲ့ကောင်းကျိုးတွေအများကြီးရရှိလာပါလိမ့်မယ်အားလုံးအဆင်ပြေကြပါစေအားလုံးကောင်းခြင်းမင်္ဂလာကောင်းကျိုးဖြစ်ပြဖို့လည်းတွေ့ကြုံခံစားစံစားရပါကျွန်တော်တို့ဆုတောင်းပေးရပါတယ်ခင်ဗျာ